မွေးငေါ့လေးအချိုးမုံနဲ့ငံပြားကြီးမပါလေးလဲစားခြင်းနဲ့ကိုယ်တိုင်ချက်စားဖို့ကအချိန်လဲမရအောင်ဆိုရင်ပိုးချက်တဲ့ဒီနီလန်လေးတိုင်းလိုက်ချက်စားကြည့်ပါရှင်ပိုးကမွေးငေါ့ဆိုရင်ရမ်းကြိုက်တော့ပုံစံမျိုးစုံနဲ့အများကြီးချက်စားပါတယ်ဒီနေ့ရောပိုးအမြန်ဆုံးချက်လို့ရတဲ့နီလန်လေးတစ်ခုကိုမျှဝေပေးပါမယ်ရှင်ငွေငါချက်မယ်ဆိုတော့လေမဖြစ်မနေငါးပြုတ်ရပါမယ်ဒီနေ့ငါးကိုတော့ငချင်းလေးနဲ့ချက်ပါမယ်ငဖယ်လေးနည်းနည်းရှိနေတော့ငဖယ်လေးလေးထည့်လိုက်တယ်ထက်ညက်လေးနှလုံးဝင်စပလင်ရဲ့နန်းနွင်းလေးရဲ့စားရဲ့ဒီနေ့အရသာတော့ကိုစတီဗီလာရွက်ချုံမှုလေးနဲ့ထည့်ပြီးတော့ချက်ပါမယ်ရေလေးထည့်ပြီးတော့ဒါငါးပြုတ်လိုက်တယ်ပေါ့နော်ငါးပြုတ်ပြီးပြီဆိုရင်လေအယိုးနှွင်ထားလိုက်မယ်ဒီစင်တော့ပိုးထည့်မရိုက်တော့ပါဘူးပြီးရင်စီတက်မယ်ပေါ့နော်စီတက်ဖို့ကတက်သွန်အနီရဲ့အဖြူရဲ့ချင်းရဲ့စပလင်ရဲ့ပိုးပြထားတဲ့အနေလေးပေါ့နော်အဲ့ဒါလေးကိုတိတ်လိုက်တယ်တဝက်ကိုတော့ဟင်းရည်တွေကိုထည့်ဖို့တော့ပေါ့နော်ငရုတ်ကောင်းလေးနဲ့ရောပြီးတော့ထောင်းထားပါတယ်ဆန်လုံးမှုန့်လေးကလည်းလေကိုယ်တိုင်လှော်ထားတဲ့ဆန်လုံးမှုန့်လေးကကုန်းနေပြီဆိုတော့ဒီနေ့မှုန့်ဆန်လုံးမှုန့်လေးကိုပဲတုံးလိုက်ပါတယ်ဒါကတော့ငပြောပင်ကိုနနွင်းလေးနဲ့စိတ်ထားတာစက်သွန်အိုကတော့ပိုးကနည်းနည်းပဲကြိုက်တော့နည်းနည်းပဲထည့်မယ်ငါလေငါအယိုးတွေကိုပိုးတေးသေးချာလေးထောင်းပြီးတော့ရေဖြော်ပြီးတော့ထည့်မှာပါကျန်တော့ငါနှွင်ထားလေးရဲ့ငဖယ်လေးရဲ့ပေါ့နော်ကျုပ်ကလည်းပိုးပြုတ်ပြီးတော့ထည့်ပါမယ်ပြီးရင်စီတက်ပါမယ်စီရတော့လေအများကြီးမထည့်ဘူးစီတက်လို့ရမယ်အနေလောက်ကလေးပဲပိုးထည့်လိုက်တယ်ပေါ့နော်ဒီဆန်လုံးမဟင်းကားလေးကလေစီရတိတ်များရင်စားလို့မကောင်းဘူးပိုးကတော့ကြဲကြဲချွတ်ချွတ်ပုံစံမျိုးလေးပေါ့နော်စီလည်းတိတ်မများဘူးအဲ့လိုပုံစံလေးကြိုက်တော့ဆန်လုံးမဟင်းကားလေးတွေချက်တယ်ဆိုရင်ပိုးကအများကြီးစီနည်းနည်းလေးပဲသုံးပါတယ်နည်းနည်းလေးမှုလာပြီးတော့ငါးလေးတွေခြောက်သွားတဲ့အထိစိတ်ရှိရှိလေးနဲ့ပိုးစီတက်ပေးပါတယ်အခုလိုနေထားလေးဆိုရင်ဟင်းရချက်ဖို့အဆင်သင့်ဖြစ်ပါပြီရေကတော့ပိုးအိုးတော့လောက်ပေါ့နော်ပိုးလို့ခြင်းနဲ့အနေလေးမှန်းပြီးတော့ထည့်လိုက်တယ်ပြီးတော့ဆန်လုံးမုံထည့်ပါတယ်ဆန်လုံးမုံကိုလုံးဝဒီအခဲကြီးမရှိအောင်ကြည်နေအောင်ဖြော်ပေးဖို့တော့အရေးကြီးရယ်ပေါ့နော်ပြီးတော့ငါပြုတ်ထားတဲ့အရေးပေါ့နော်ပိုးကအစင်းသင်းလောက်ထားတဲ့ဟာတွေကိုပိုးတစ်ခုပြီးတစ်ခုထည့်တယ်ပေါ့နော်စီတက်ထားတွေထည့်တယ်ပိုးကအချိန်ကြီးလည်းတိတ်မရတဲ့ခါကျတော့လေကြက်သွန်ဦးတို့ငပြောပင်တို့အဲ့ဒါတွေပါတခါတည်းထည့်လိုက်တယ်ပေါ့နော်အဲ့ဒါဟင်းရည်စူတာနဲ့အကြာကြီးထပ်ပြီးတော့စောင့်နေစရာမလိုအောင်လို့ပါအရသာတော့ကိုတော့လေစားနဲ့စတီဗီလာလေးပဲပို့ထပ်ထည့်လိုက်တယ်ဒါပါပဲဟင်းအိုကပွက်လာပြီဆိုရင်ခုနကတော့ကြက်သွန်ဖြူနဲ့ငရုတ်ကောင်းထောင်းထားလေးထည့်လိုက်ပေါ့နော်ဒါဆိုရင်စံလုံးမွေးကမှုမှုလေးရပါပြီအဲ့တော့မွေးကချက်မယ်ဆိုရင်လေပဲပြုတ်ကားတာလို့ပေါ့နော်ကြားတယ်ပေါ့နော်အဲ့လိုကြားတယ်လို့ထင်တဲ့သူတွေကလေဒီနီးလန်းလေးတိုင်းလိုက်ချက်တာဒီပါနောက်တစ်ခုကလေငန်းပြိုင်မပိုင်မွေးကကောင်းရဲ့လားပေါ့နော်အဲ့လိုအမြဲတမ်းမေးကြတယ်ပိုးချက်တဲ့မွေးကိုစားဖို့တဲ့သူတိုင်းကလေငန်းပြိုင်မပေါဘူးဆိုတာတော့လုံးဝသတိမထားမိရအောင်ပိုးမပြောရင်ငန်းပြိုင်မပေါဘူးဆိုတာတော့သတိမထားမိဘူးပေါ့နော်အဲ့လောက်ထိကိုကောင်းပါတယ်တစ်ခါလောက်ချက်စားကြည့်ပါမိုးဖက်တွေကတော့လေဈေးရဝင်လာတာတွေကိုပို့အများယူနေပြန်ဖြောတယ်နောက်မို့ဆိုအဲ့မွေးငါဖက်တွေကအဲ့ချင်းနဲ့အနံ့ရနေရလေအဲ့ဒါကိုပို့လုံးဝမကြိုက်ဘူးပေါ့နော်ရန်ကုန်မှာနေတဲ့အခါကျတော့လက်လက်ဆက်ဆက်လည်းမရတဲ့အခါကျတော့ဝယ်လာတာတွေကိုအများယူနေဖြော်ပြီးတော့မှပြန်စားပါတယ်ဒီနေ့ကလေအိမ်မှာအမြန်လဲချက်လိုက်ကဆိုတော့အခြားဒီအရွက်တွေတော့အများကြီးထည့်စားလို့မရဘူးပေါ့နော်ရှေ့ရဲ့အရွက်ကလေးတွေနဲ့ပဲပေါ့နော်ပို့ကလေဈေးစားကြောင်းတွေပြောလို့လားမသိဘူးငရုတ်သီးလှော်မုံဆိုလဲအဲ့လိုကိုယ်တိုင်ပေါ့နော်မီးအေးလေးနဲ့လှော်ပြီးထောင်းထားတဲ့ဟာမှကြိုက်တယ်ပေါ့နော်မွေးငါစားရင်အဲ့ငရုတ်သီးအလှော်တောင်ကကိုယ်တိုင်လှော်ထားတာမဟုတ်ဘူးဆိုလဲမစားပါဘူးအဲ့တော့လေငရုတ်သီးလှော်တောင်လေးဆိုလဲကိုယ်တိုင်အများကြီးတေချာလေးလှော်ထားတယ်ဒီဟင်းရီပုံစံလေးကသူကကြဲကြဲလေးပေါ့နော်ကြဲကြဲလေးနဲ့တော်တော်ကောင်းတယ်အရင်ကဆိုရင်ပို့လေငရုတ်သီးအယောင်တင်မှုန့်နဲ့စီတက်ပြီးတော့ကလပ်ဘဲနဲ့ငါးမများနဲ့အဲ့လိုပြစ်ပြစ်နဲ့နဲ့မွေးငါးတွေဆိုရင်ပို့ကြိုက်တယ်ပေါ့နော်ခုနောက်ပိုင်းကျတော့အခုလိုမျိုးစီပါယုံလေးနဲ့ဒီဆန်လုံးမွေးငါးကြဲကြဲလေးတွေကိုပို့ကြိုက်လို့ခဏခဏချက်စားပြတယ်ပေါ့နော်သူကလေချက်ရတာလေတော်တော်အချိန်ကုန်တတ်တာတယ်အဲ့တော့လိုက်ချက်စားကြည့်ပါမွေးငါးဆိုရင်ကိုယ်တိုင်လည်းချက်စားခြင်းနဲ့အချိန်မရတဲ့သူတွေအတွက်ဆိုရင်ဒီနီးလန်းလေးကတော်တော်အဆင်ပြေမဲ့ထင်ပါရဲ့ရှင်